ကိုနေချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနော်ကိုနေချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကိုနေဖဒတ်နေအားလုံးပဲမင်္ဂလာပါကိုနေဖဒတ်နေအားလုံးပဲမင်္ဂလာပါကိုနေတဲကြပဲလို့လေအားလုံးမင်္ဂလာပါကဖုံးလိုက်ရင်အသိမကောင်းဘူးဗျတော့ကောင်းတဲ့အချိန်လေးမှာခက်မှန်မှန်လေးသွားမယ်ကျွန်တော်တခုတော့ပြောနေတယ်ကိုနေကိုပြောတယ်ကိုနေနေ့တိုင်းဘာလို့လွှင့်မပေးတာလဲတဲ့အဲ့ဒီအကြောင်းရင်းကိုလည်းကျွန်တော်ရှင်းပြအောင်နော်နေ့တိုင်းဘာလို့လွှင့်မပေးတာလဲဆိုတော့အကြောင်းရင်းကိုလည်းကျွန်တော်ရှင်းပြအောင်ကဲမင်္ဂလာပါအားလုံးပဲတစ်ချက်လောက် share ပေးမယ်ဝိုင်းဝန်းပြီးတော့နော်တစ်ချက်လောက်ဝိုင်းပြီး share မယ် comment လေးတွေတစ်ချက်လောက်မှတ်မယ်နော်အဲ့တော့ viewer လေးနည်းနည်းစောင့်မယ်ကျန်ခဲ့တဲ့ဘက်ကတော့ကိုနေနော်အခွေတွေက83မွေးကနန်းထုတ်ပေးထားနော်83တင်ကွက်83နော်မွေးကနန်းထုတ်ပေးထားပါတယ်ရတဲ့အကူမများရှိရင် comment မှာ83မွေးကနန်းကိုနေထုတ်ပေးထားပါတယ်ကဲအားလုံးပဲမင်္ဂလာပါ2ယောက်ပဲရှိသေးတယ်ကဲအားလုံးပဲမင်္ဂလာပါတဲ့ကြောပဲတော်လေးအားလုံးပဲမင်္ဂလာပါတမလေးကြောက်ချက်နှိပ်ထားမယ်9ယောက်မင်္ဂလာပါကိုနေရဦးနော်ကိုနေတဲ့ကြီးရဲ့အကူမတွေငယ်တဲ့သူတွေရောရွယ်သူတွေရောဖုန်းလိုက်ရမကောင်းဘူးပြတောင်းနဲ့နော်အဲ့တော့ပတ်တီးနှလုံးရင်ပေးမယ်ကြံခဲ့တဲ့ဘက်ကတော့8-9ပတ်တီးပေးတာအဆင်ပြေလားတော့မသိဘူးနော်တနင်္လာနေ့အင်္ဂါနေ့ညနေမှာ8ကအရင်ထွက်တာနော်အင်္ဂါနေ့ညနေမှာ8အင်္ဂါနေ့ညနေမှာ8အရင်ထွက်တယ်8ထွက်ပြီးတော့နောက်နေ့9ဆက်လိုက်တယ်နော်9လေးဆိုဆက်လိုက်တယ်အဲ့တော့ပတိလေးရင်ပေးမယ် share လို့ရတဲ့အကူမများ share မယ်ငြိမ်ပြီးတော့ကြည့်မနေပါနဲ့နော်နေ့တိုင်းဘာလို့လွှင့်မပေးလဲဆိုတော့နေ့တိုင်းကကိုနေထိန်းပြန်နောက်ပိတ်နေရတယ်နေ့တိုင်းနော်ဒါပေမဲ့နေ့တိုင်းလွှင့်ပေးတာပဲရှိတယ်နော်စေတနာကိုမတုတ်ပြန်တဲ့လူကများတယ်အချောင်သမားကများတယ်နော်အချောင်သမားတွေကများတယ်ပြီးတော့ကိုနေရဲ့ YouTube ဟက်ခံရတယ်နော်အခု live လွှင့်ပြီးတော့ YouTube မှာကိုနေအခုတုံးတဲ့ဦးလေးဖြိုးဆိုတဲ့ YouTube ကကိုနေရဲ့ YouTube မဟုတ်တော့ဘူးသူများကယူသွားပြီအဲ့ YouTube ကနော်သူများကဟတ်သွားတာအဲ့ကောင်ကဟတ်သွားတဲ့ကောင်ကကိုနေရဲ့တပတ်လုံးစာမှာအဖွဲ့ဝင်ကြီး3000ပဲခေါ်တာနော်တပတ်လုံးစာအဖွဲ့ဝင်ကြီး3000ပဲခေါ်ဒီကောင်ကတစ်ချိန်စာ2သိန်းခေါ်တယ်အဲ့ဒါကိုနေမဟုတ်ဘူးခင်ဗျားတို့မှားမှဆိုလို့ကိုနေပြောတာနော်အဲ့ဒါကိုနေမဟုတ်ဘူးနော်ကိုနေရဲ့တပတ်လုံးစာနော်မွေးကနန်းအခွေဆိုရင်ဖွဲ့ဝင်ကြီး3000တပတ်လုံးစာနေ့တိုက်တင်ခွက်မွေးကနန်းအခွေဆိုရင်တပတ်လုံးစာအပီး9000နော်တပတ်လုံးစာမှာအပီးကို9000ဟိုအောတစ်ချိန်2သိန်းခေါ်တာအဲ့ဒါကိုနေမဟုတ်ဘူးနော်အဲ့ဒါလူလိန်လို့ခေါ်တယ်နော်အဲ့ဒါကိုနေရဲ့အကောက်ဟတ်သွားတာဦးလေးဖြိုးဆိုတဲ့အကောက်ကိုဟတ်ပြီးတော့2ရီ3ရီဆိုပြီးတော့လိုက်လွှင့်နေတာအဲ့ဒါကိုနေမဟုတ်ဘူးခင်ဗျားတို့လူမားမှာဆိုလို့ပြောတာနော်အဲ့တော့ကိုနေဆိုပြီးတော့မှန်ပါတယ်ဝင်ပြီးမှဆိုလို့အဲ့တော့ share လို့ရတဲ့ကိုမ share ထားမယ်လက်မလေးတွေတောက်ချက်နှိပ်ထားမယ်ဒီတစ်ပတ်ပတ်တီးလေးပြောမယ်ဖုန်းနံပါတ်လေးမှတ်ပေးပါ3996811256ဖုန်းနံပါတ်လေးမှတ်ပေးပါ share လို့ရတဲ့ကိုမတွေ share ပေးပါနော်လက်မလေးတွေတောက်ချက်နှိပ်ပေးပါအဲ့တော့9ယောက်ပဲရှိသေးတယ်မင်္ဂလာပါ share လို့ရတဲ့ကိုမတွေ share မယ် comment မှတ်မယ်ဖုန်းနံပါတ်လေးလည်းမှတ်မယ်ဒီတစ်ပတ်ပတ်တီးလေးရင်ပြောပေးမယ်ဖုန်းနံပါတ်က39968112561968112561
နော်39 6811 25 261အဲ့ဒါကိုနေရဲ့ဖုန်းနံပါတ်နော်ဖုန်းလိုက်ရမကောင်းဘူး39 6811 25 261ကိုနေရဲ့အမြဲတမ်းကိုင်တဲ့ဖုန်းနံပါတ်ပါရှယ်လို့ရတဲ့ကိုမှရှယ်မယ်လက်မလေးတွေနှိပ်ထားမယ်ဘိုက်ပါကိုလာမယ်နော်တစ်ပတ်လုံးသာပြီးကို9000နော်ဟိုဟာနေ့တိုက်နော်မွေးကနန်းအခွေက3000နော်18ရောက်မင်္ဂလာပါရှယ်လို့ရတဲ့အကိုမများရှယ်မယ်လက်မလေးတွေတယောက်ချက်နှိပ်ပေးထားမယ်ဖုန်းလိုင်းကမကောင်းဘူးနော်အဲ့တော့လိုက်ရန်ရှယ်လေးတွေလုံးမယ်ဗျာနော်ခက်မှန်လေးတောင်းမယ်အဲ့တော့ဖုန်းနံပါတ်တိကျပြန်ပြောပြမယ်နော်39 6811 25 261နော်39 6811 25 261အဲ့ဒါကိုနေအများတန်းကိုင်တဲ့ဖုန်းနံပါတ်ပါဝီကီပီသုံးတယ်ဘိုက်ပါသုံးတယ်နော်အဲ့တော့ဒီတော့ပတ်တီကိုကိုနေကရင်ပြောမှာခင်ဗျားတို့နော်ပတ်တီဒီတော့ပတ်တီက1နော်အင်္ဂါမကျော်1ပတ်တီထုတ်မယ်ကျန်တဲ့ဘက်ကအင်္ဂါမကျော်8ထုတ်ထားတယ်နော်အင်္ဂါနေ့ညနေမှာ8ကြတာအဲ့တော့ဒီဘက်ကတနင်္လာအင်္ဂါ2ရက်ကို8နော်တနင်္လာအင်္ဂါ2ရက်ကို1ပတ်တီအရင်မှတ်မယ်ရှယ်လို့ရတဲ့ကိုမရှယ်မယ်နော်တနင်္လာအင်္ဂါ2ရက်ကို1တလုံးရင်လိုက်မယ်1နော်1အဲ့တော့1ပတ်တီရတာနှလုံးပေါ့ဗျာနော်5ပတ်တီနော်5ပတ်တီကိုကျွန်တော်တို့1ပတ်တီကိုရင်လိုက်မယ်1ထွက်သွားပြီးရင်5ကိုဆက်လိုက်မယ်နော်1ထွက်ပြီးရင်5ကိုဆက်လိုက်မယ်5ပတ်တီနော်အားလုံးပဲမင်္ဂလာပါရှယ်လို့ရတဲ့ကိုမရှယ်မယ်20ကျော်မင်္ဂလာပါနော်အဲ့တော့ဖုန်းနံပါတ်လေးတစ်ချက်လောက်မှတ်ပေးပါရှယ်လို့ရတဲ့ကိုမများရှယ်ပေးပါနော်အဲ့တော့5ပတ်တီးပါဒီနေ့က2ရက်မှ1တလုံးနဲ့ရင်လိုက်မယ်နော်ပြီးသွားရင်ကျွန်တော်တို့9ကိုဆက်လိုက်မယ်ဒါထုံးစံတိုင်းပေါ့ကိုနေထုံးစံတိုင်းပေးတဲ့အတိုင်းပြီးရင်9ကိုဆက်လိုက်မယ်နော်အခွေပေးခဲ့မယ်9လုံးခွေပေးခဲ့မယ်39 6811 25 261ကို3လုံးခွေနဲ့မွေးကနန်းတစ်ကွက်လိုချင်တဲ့ကိုမရှိရင်ဘိုင်ဘာကလာဟိုင်းမယ်တပတ်လုံးသာပြီးဝင်ကျင်တဲ့ကိုမရှိရင်တပတ်လုံးသာဝင်လို့ရပါတယ်9000နော်တပတ်လုံးသာပြီးဝင်ကျင်တပတ်လုံးသာ9000နေ့တိုင်းတင်ကွက်တစ်ကွက်ကောင်းရမယ်အခွေရမယ်နေ့တိုင်းပတ်တီးတစ်လုံးမနက်တစ်လုံးညတစ်လုံးနေ့တိုင်းပုံမှန်ရမယ်နော်အဲ့တော့ရှယ်လို့ရတဲ့ကိုမများရှယ်မယ်လက်မလေးတွေတောက်ချက်နှိပ်ထားမယ်ဖုန်းဟွာလိုင်းရအခုတော့မကောင်းတော့ဘူးနော်အဲ့ကျေးဇူးတင်တယ်အားလုံးပဲမင်္ဂလာပါရှယ်လို့ရတဲ့ကိုမရှယ်မယ်5ပတ်တီးလေးမှတ်မယ်နော်5ပတ်တီးပဋိပေးခဲ့မယ်ခင်ဗျားတို့နော်အကြိုက်ဆုံးပဋိလည်းပေးခဲ့မယ်5ပတ်တီးကွန်မန့်မှတ်မယ်ရှယ်လို့ရတဲ့ကိုမရှယ်မယ်ကွန်မန့်မတက်ဘူးကျွန်တော်ရှိမှ line မကောင်းလို့တော့မသိဘူးနော်အဲ့တော့ line ရ share လေးတွေလုပ်မယ်ချိတ်ဆက်မှုနေပါတယ်တဲ့ဖုန်း line ရလည်းမကောင်းဘူးဗျအကြောင်ပြောက်နော် line ရ share လေးတွေလုပ်မယ်ရှယ်လို့ရတဲ့ကိုမများ share မယ်5ပတ်တီးအဲ့တော့ပဋိပြောမယ်နော်5ပတ်တီးပြီးတော့ပဋိပြောမယ်အင်္ဂါမကျော်1ဗုဒ္ဓဦးမကျော်5နော်အင်္ဂါမကျော်1ပတ်တီးဗုဒ္ဓဦးမကျော်5ပတ်တီးနော်အဲ့တော့ပဋိက5-6 break နော် break က5-6 break အမဟုတ်ပါဘူး4-5 break နော် break က4-5 break 4-5 break ကိုနေခင်ဗျားတို့ဘယ်ဟာရင်လာလိုက်ရမလဲဆိုတော့ပြောမယ်နော် break က4-5 break ရှယ်လို့ရတဲ့ကိုမရှယ်မယ်လက်မလေးတယောက်တစ်ချက်နှိပ်ထားမယ်4-5 break နော်5ပတ်တီး1ပတ်တီးအင်္ဂါမကျော်1နော်ဗုဒ္ဓဦးမကျော်5 break က4-5 break ကြိုက်တဲ့ break တစ်ခုရင်လိုက်အခွေက14539အခွေနော်အခွေက14539အခွေအဲ့ဒါကိုယ့်ကိုစဉ်းစားအဆင်ပြေလို့လို့ကြံခဲ့တဲ့ဘက်က83အင်္ဂါနေ့မှာကြာတာကြံခဲ့တဲ့ဘက်မွေးကနန်း83အင်္ဂါနေ့မှာကြာတာနော်အဲ့ဒါမောက်တိမှာပေါ့အဲ့ဒါရှယ်လို့ရတဲ့ကိုမရှယ်မယ်ကြံခဲ့တဲ့ဘက်ကမွေးကနန်းအင်္ဂါနေ့ညနေမှာကြာတာဒီတစ်ပတ်လဲစောစောထွက်မှာပဲနော်အဲ့ဒါလိုချင်တဲ့ကိုမတွေရှင်းယူမယ်လက်မလေးတွေတောက်ချက်နှိပ်ထားမယ်comment မှတ်မယ်နော်ရှယ်လို့ရတဲ့ကိုမတွေရှယ်မယ်ဖုန်းလိုက်မကောင်းတော့ကျွန်တော်လည်းကြည့်မိရခင်ဗျားတို့လည်းကြည့်မိရအကုန်တက်လေတာပဲနော်လိုက်ရန် share လေးတွေလုပ်မယ်14539အခွေနော် follow လုပ်ထားမယ်နော်ဒီ page မှာ share လို့ရတဲ့ကိုမတွေ share မယ် follow မလုပ်ရသေးတဲ့ကိုမတွေ follow လုပ်မယ်14539အခွေ15ပတ်တီးအင်္ဂါမကျော်1
နော်ရှယ်လို့ရတဲ့ကိုမတွေရှယ်ပေးဗျာနော်ဖုန်းလိုက်ရမကောင်းကိုနေလိုက်လွှင့်ရတာအဆင်မပြေအဲ့လိုဖုန်းလိုက်မကောင်းလုံးဝမလွှင့်ရင်နော်ရှယ်အားက19ရောက်ပဲရှိသေးတယ်အဲ့တော့လက်မလေးတောက်ချက်နှိပ်ထားမယ်14539ခုအခွေ15ပတ်တီးနော်15ပတ်တီးပရိတ်က45ပရိတ်အဲ့တော့ဒီတစ်ပတ်အပူနက်ခတ်အဲ့နှစ်ခုလာမယ်အပူလာမယ်နက်ခတ်လာမယ်နော်အပူနဲ့နက်ခတ်ဒီတစ်ပတ်ကျင်းနေလာမယ်တော့ကိုအာဒေတာတန်ရအောင်လို့ကိုနေရတော့ခင်ဗျားတို့ဘာမှမပြောဘူးနော်ဒါပေမဲ့နှိမ့်လိုက်ဘာလို့လိုက်မလွင့်ပေးလဲဆိုတာကတော့နော်ကိုနေစေတနာနဲ့မတန်တဲ့လူတွေရှိလို့လွတ်မပေးတာနော်ထိတ်စီးနဲ့နော်နောက်ပိတ်3လုံးနဲ့ပေးလိုက်တယ်ကန6ကွက်ထွက်တယ်နေတိုင်းထိုးနေတိုင်းပေါက်အဲ့တော့ဟိုနည်းနည်းလိန်နဲ့ညာတဲ့လူကများတယ်နော်တော်ပြီးစေတနာကိုနားမလဲတဲ့လူကလည်းများတယ်နော်အဲ့ကြောင့်ကိုနေရနေ့တိုင်းတိတ်မလွင့်ပေးတာဒါပေမဲ့ဒီတစ်ပတ်လာမဲ့ပတ်ကြရင်လွင့်ပေးမှာပါနော်အဲ့တော့ဖုန်းနံပါတ်လေး comment မှတ်ပေးပါရှယ်လို့ရတဲ့ကိုမတွေ share ပေးပါနော်အဲ့တော့ပတ်တီးက15ပတ်တီးပရိတ်က45ပရိတ်နော်အခွေက14539အခွေကျင်းနေပါလာမလဲအပူးနဲ့နက်ခတ်လာမယ်နော်လိုက်လက်မအသေးလေးနေမယ်ရှယ်လို့ရတဲ့ကိုမများရှယ်မယ်ကြံခဲ့တဲ့ဘက်ကကိုနေရခင်ဗျားတို့အခုနောက်ပိုင်းကိုနေရတပတ်စာအခွေပဲလွှင့်တာနော်ကျန်တာဘာမှမလုပ်တော့ဘူးအဲ့တော့တပတ်စာအခွေပဲလွှင့်တာအခုနောက်တဲ့ YouTube တစ်ခေါက်ထပ်ဖွင့်လာတယ် YouTube ကောက်သိချင်ရင်ကိုဖြိုးဆိုပြီးတော့သွားရှာကြည့်လိုက် YouTube မှာကိုဖြိုးဆိုရိုက်ရှာလိုက်အင်္ဂလိပ်လိုနော်အဲ့တော့ရှယ်လို့ရတဲ့ကိုမလေးရှယ်မယ် YouTube မှာကိုဖြိုးဆိုရိုက်ရှာလိုက်အဲ့တော့လက်မလေးတက်ချက်နှိပ်ထားမယ် viewer ကနည်းတယ်ဗျာခင်ဗျားတို့နော်အဲ့ဒါကြောင့်မလို့ကိုနေရ live မလွှင့်နေတာတိတ်ပြီးတော့ဝေကနာအခွေကြတော့အချောင်းလိုချင်တယ်နော်နေတိုင်းတင်တကွာကောင်းကြတော့အချောင်းလိုချင်တယ်အဲ့တော့စေတနာကိုရောင်းပြမှာဟာဘူးနော်ပေါ့ရင်လေခင်ဗျားတို့ကအကျိုးကြောင့်မပြောဘူးငြိမ်နေတယ်ပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးဒီလိုသဘောမျိုးတွေရှိတယ်နော်အဲ့တော့ကျန်ခဲ့ပြီးတဲ့ဘက်က83မွေးကနန်းရတဲ့ကိုမတွေ comment မှတ်မယ်94ရတဲ့ကိုမတွေ comment မှတ်မယ်10ရတဲ့ကိုမတွေ comment မှတ်မယ်နော်အဲ့ရှယ်လို့ရတဲ့ကိုမရှယ်မယ်10ရတဲ့ကိုမတွေ comment မှတ်မယ်94ရတဲ့ကိုမတွေ comment မှတ်မယ်83ရတဲ့ကိုမတွေ comment မှတ်မယ်နော်အဲ့တော့13ရပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်အဲ့တော့လက်မလေးတရားချက်နှိပ်ထားမယ်အဲ့တော့ comment မှတ်မယ်နော်အခွေကငါတို့ခုနပြောတဲ့14နော်5339အခွေနော်14539အခွေ45339အခွေနော်ပတ်တီးကတင်5ပတ်တီးအင်္ဂါမကျော်1ငါပါသားတဲ့အဲ့တော့ခွေလေးတွေ comment မှတ်မိမယ်နော်အဲ့တော့ comment ကိုကျွန်တော်ကြည့်တယ် comment မတက်ဘူးနော် comment မှတ်မိမယ်အဲ့14539အခွေ45နော်ပတ်45 break 45 break ဟုတ်တယ်45 break 15ပတ်တီးအင်္ဂါမကျော်1နော်ဗုဒ္ဓမကျော်5အဲ့တော့ share လို့ရတဲ့ကိုမတွေ share မယ်လက်မလေးတွေတောက်ချက်နှိပ်ထားမယ်နော်အားလုံးပဲမင်္ဂလာပါအဲ့တော့3968112526ကိုဓာတ်ရိုက်ဖုန်းဆက်မယ်နော် Viber သုံးတယ်အဲ့တော့ဖုန်းဝင်ကြီး3000ကျပ်တစ်ပတ်လုံးစာအပြီးဆို9000ကျပ်တစ်ခွေယူမယ်ဆိုရင်3000မွေးကနန်းနဲ့နော်တစ်ခွေယူမယ်ဆိုရင်3000တစ်ပတ်လုံးစာဆို9000နော်အဲ့တော့3968112526ကိုဓာတ်ရိုက်ဖုန်းဆက်မယ်နော်အဲ့တော့ share လို့ရတဲ့ကိုမလေး share မယ်လက်မလေးတွေတယောက်တစ်ချက်နှိပ်ထားမယ်ကဲအားလုံးပဲမင်္ဂလာပါအစီအမီကံအောင်ကြပါစေမကောင်းတော့